ပိုင်တကူရဲ့မိန်းမနဲ့ပိုင်တကူရဲ့အမေအခုကိစ္စပြဿနာဖြစ်နေတဲ့ကိစ္စပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ချွေးမနဲ့ရောက်ခမပေါ့ကွာအဲ့ဒါပြောချင်လို့စပင်းတော့မဖိနိုင်ဘူးမနဲ့စောစောစစ်စစ်တင်းတက်လာလို့ပေါ့နော်အဲ့ဒါလေးပြောပြချင်လို့ဘာဖြစ်လို့လဲဆိုတော့ကျမလည်းအခုဘာလို့ပြောမလဲအိမ်ထောင်ကြပြီးတော့သူများအိမ်မှာချွေးမဖြစ်နေရတယ်ဆိုတော့အဲ့ဒီခံစားချက်ကိုလုံးဝသိတယ်ဒီလားရောက်ခမရဲ့ခံစားချက်ကိုလည်းသိတယ်ချွေးမဘက်ကနေကြည့်မယ်ဆိုရင်ချွေးမရဲ့ခံစားချက်ကိုလည်းသိရောက်ခမဘက်ကနေစပြီးမှပြောပြမယ်နော်ရောက်ခမဘက်ကနေကကြတော့ဘလို့ခံစားချက်မျိုးလဲဆိုတော့သူကသူ့ရဲ့သွေးသားနဲ့မွေးထုတ်လိုက်ရဲ့သူ့ရဲ့သားကိုယူလိုက်တဲ့မိန်းမပေါ့ကွာအဲ့လိုမြင်တာသားကိုယူလိုက်တဲ့မိန်းမဆိုတော့သူကသူ့ရဲ့သမီးလိုပဲသဘောထားချင်တာအဲ့တော့သူ့ရဲ့သမီးလိုပဲသဘောထားချင်တယ်ဆိုတော့သူ့ရဲ့သားကိုသူကကြိုက်တယ်လို့ဆက်ဆံတယ်အဲ့တော့ကိုယ့်ရဲ့သားအရင်ခောက်ဖြစ်လို့စူချင်တဲ့ချိန်စူတယ်ဆဲချင်တဲ့ချိန်ဆဲတယ်ဘယ်လိုပြောမလဲကိုယ့်ရဲ့သားကိုကြတော့ကိုကြိုက်တယ်လို့ပုံသွင်းယူလို့ရတယ်ကိုကြိုက်တယ်လို့ဘယ်လိုချုပ်ကင်ခွင့်ရှိတယ်ဘယ်သူမှဘာမှပြောပိုင်ခွင့်မရှိဘူးကွာအဲ့လိုမျိုးပဲပြဿနာအဲ့ဒီကနေစတာအဲ့လိုမျိုးပဲသူ့ရဲ့ချွေးမကိုလည်းသူကအဲ့လိုမျိုးလှုပ်ချင်တာအဲ့လိုမျိုးလှုပ်ချင်နေချင်ကြအဲ့မှာပြဿနာစပြီပေါ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ချွေးမကလည်းအခုသူ့ရဲ့ချွေးမဘက်ကနေပြောမယ်ပေါ့နော်စပင်ကတော့အနေငယ်တီးခံပေးပါသူ့ရဲ့နေရာပြောင်းမှပြောလိုက်ဦးမယ်သူ့ရဲ့ချွေးမကကြတော့အဲ့လိုမျိုးချုပ်ကင်တဲ့အရာကိုလိုချင်တာမဟုတ်ပုံသွင်းခံဘယ်လိုပြောမလဲပုံသွင်းတဲ့အရာကိုခံယူချင်တာမဟုတ်သူ့ရဲ့ချွေးမကြတော့ဗာလဲဆိုတော့နားလည်မှုကိုလိုချင်တာဘယ်လိုနားလည်မှုလဲဆိုတော့သူချွေးမဘက်ကကြတော့သူ့ရဲ့ဘဝတစ်ခုလုံးပေးဆက်လိုက်ရတယ်ဆိုတဲ့ခံစားချက်ဆိုတာရှိတယ်ချွေးမတိုင်းမှာကိုယ့်ရဲ့အပြူဘဝဥပမာကိုယ့်ရဲ့ပညာနော်ပညာဒါမှမဟုတ်ရင်လည်းတခုခုကွာတခုခုအနစ်နာခံပြီးတော့အဲ့ဒီမိသားစုအသေးကိုဝင်လာတယ်ပေါ့နော်အဲ့လိုမျိုးချွေးမတိုင်းမှာအဲ့လိုမျိုးခံစားချက်တခုခုဆိုတာရှိတယ်အဲ့တော့နေရောက်သဘောကိုတီထောင်တဲ့ဒီအိမ်ထောင်ရေးမှာချွေးမဒီရောက်ကတိစီကနေလိုချင်တဲ့အရာပါလေဆိုနားလည်ပေးမှုပြီးလို့ရှိရင်ချစ်ချင်းမေတ္တာအဓိကအဲ့ဒါကိုလိုချင်တာပေါ့နော်ဒါပေမဲ့လည်းရောက်ခမကအဲ့ဒါကိုမသိဘူး तू ကဘာပဲလုပ်ချင်လဲဆိုတာသူ့ရဲ့သားကိုဆုံးမတယ်လို့မျိုးသူ့ရဲ့သားကိုချုပ်ကင်တယ်လို့မျိုးသူ့ရဲ့သားကိုလှုပ်ခဲ့တယ်လို့မျိုးပဲပေါ့နော်သူ့ရဲ့ချွေးမအဲ့လိုမျိုးကင်တွေ့ချင်တာသူ့ရဲ့ချွေးမအဲ့လိုမျိုးပြုတ်ပြင်ချင်တာပြဿနာတက်ပြီပေါ့နော်အဲ့တော့တယောက်ရဲ့စိတ်တယောက်မသိတဲ့ချိန်မှာတယောက်လူချင်တဲ့အရာတစ်ဖက်ကလူချင်တဲ့အရာတစ်ဖက်ကလူချင်တဲ့အရာမသိတဲ့ချိန်မှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒါလေးကတော့ကျမရဲ့အမြင်လေးပါကျမတူတယောက်ရဲ့အမြင်လေးပေါ့နော်တခြားသူတွေရောဒီမှာကြည့်ရှုနေတဲ့သူတွေရောဘယ်လိုမြင်လဲပေါ့နော် comment မှာရေးသွားပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်